အခုဗီဒီယိုလေးကတရုတ်လိုကိုဘယ်လိုမိတ်ဆက်ကြမယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။အဲ့တော့ဟုတ်ပြီဒါဆိုရင်ပထမဆုံးမြန်မာလိုစဉ်းစားမယ်ပေါ့။အားလုံးပဲမင်္ဂလာပါ။အားလုံးပဲကတရုတ်မှာတကြလို့ပြောပါတယ်။မင်္ဂလာပါကနီးဟောင်။ဒါပေမဲ့ဒီမှာကမင်္ဂလာပါဆိုရင်နီကိုဖြုတ်ပြီးတော့ဟောင်တစ်လုံးပဲပြောရတယ်။ဘာလို့လဲဆိုတော့တဦးတစ်ယောက်ပုံကူတစ်ခုနဲ့အဲ့လိုမျိုးတွဲလိုက်ပြီဆိုလို့ရှိရင်ဟောင်တစ်လုံးပဲသုံးပါတယ်။အဲ့တော့အားလုံးပဲမင်္ဂလာပါဆိုရင်တကြဟောင်ဆရာမင်္ဂလာပါဆိုရင်老师好လို့ပြောတယ်အဲ့တော့အားလုံးပဲမင်္ဂလာပါ大家好ကျွန်တော်ကိုမိတ်ဆက်ပြရစီအဲ့တော့ကျွန်တော်ဆိုတာတော့ဝေါ်ပဲကိုကိုမိတ်ဆက်တာမိတ်ဆက်ချင်းခံရတဲ့လူကကိုယ်တိုင်ပဲဆိုတော့ကိုယ်တိုင်ဆိုရင်我自己လို့ပြောတယ်အဲ့တော့我自己ကိုဟိုးနောက်ဆုံးပို့လိုက်ပါတယ်ဟုတ်ပြီဒါဆိုရင်မိတ်ဆက်ပြရစီဒါကခွင့်တောင်းခြင်းပုံစံမျိုးပြောရမှာအဲ့တော့ခဏလောက်တစ်စိမ့်လောက်လို့ပြောချင်တာဆိုတော့ရီရှဆိုတာကိုထည့်ပေးရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဟုတ်ပြီမိတ်ဆက်တယ်ဆိုလို့ရှိရင်ကျဲလျှောက်လို့ပြောလို့ရလားဆိုတော့ကျဲလျှောက်လို့ပြောတာထက်လိုက်ကျွန်တော်လာမိတ်ဆက်တာပါဆိုတဲ့သဘောမျိုးလေးမိတ်ဆက်ပြရစီဆိုတဲ့သဘောမျိုးလေးဆို我来介绍一下ကျွန်တော်ခဏလောက်ကိုမိတ်ဆက်ပြရစီဒီမှာရီရှဆိုပြရစီဆိုတဲ့ပုံစံမျိုးခွေတောင်းတဲ့အခါမှာပြောတာပါပြီးတော့မှနောက်ဆုံး我自己ကိုထည့်ပြီးပြောပါတယ်我来介绍一下我自己ကျွန်တော်ကဝမ်လို့ခေါ်ပါတယ်အဲ့တော့ဒီမှာကနာမည်တွေကိုအရှိ我的名字赵ဆိုပြီးတော့မှမသုံးတော့ဘူးကျွန်တော်ကဝမ်လို့ခေါ်ပါတယ်တူပဲအဲ့တော့ကျွန်တော်ကတော့ဝေါ်ပဲအဲ့တော့ခေါ်တာက赵နာမည်ကဒီမှာဟိုအကြမ်းမြင့်ပေးလိုက်တာပေါ့ကိုတိုင်းဆိုရင်ကိုပြောလိုက်ရမှာပေါ့ဒီမှာဆိုရင်ဝမ်ကျွန်တော်ကဝမ်လို့ခေါ်ပါတယ်ဟုတ်ပြီကျွန်တော်ရဲ့မွေးနေ့ကတလပိုင်း10ရက်2006ခုနှစ်ဖြစ်ပါတယ်အဲ့တော့ဒီမှာ verb ပါတယ်ဖြစ်တဲ့အကြောင်းပြောထားတာဖြစ်တယ်အဲ့တော့ဘသူရဲ့အကြောင်းပြောတာဆိုကျွန်တော်ရဲ့မွေးနေ့အဲ့တော့အဓိကပြောချင်တဲ့အကြောင်းအရာဖြစ်တယ်ကျွန်တော်ရဲ့မွေးနေ့ကအရှိဆုံးမှာထားပါတယ်အဲ့တော့ကျွန်တော်ရဲ့ကတော့我的ဟုတ်ပြီမွေးနေ့က生日我的生日ပြီးတော့မှဖြစ်ပါတယ်ဆိုတဲ့ verb ကိုအရှိကိုပို့လိုက်ပါတယ်是我的生日是ပြီးတော့မှတရုတ်မှာကရက်တွေကိုအရင်မရေးပဲနဲ့လတွေကိုအရင်ရေးတဲ့အတွက်1月တလပိုင်း10ရက်ဆိုရင်10号အဲ့တော့ကိန်းကနန်းတွေကိုအရင်ရေးပြီးတော့မှအနောက်မှာရှိတဲ့မန်ရှာကိုထည့်ပေါ့နော်1月10号ပြီးတော့မှဒီမှာဆိုရင်2006ခုနှစ်ဖြစ်တဲ့အတွက်2006年ဒီမှာ3ရက်ကို2006လို့မပြောဘူး तू ကကိန်းကနန်းတွေပြောရင်တလုံးချင်းပဲပြောတာ2006年ပြီးတော့ကျွန်တော်ရန်ကုန်မှာနေပါတယ်အဲ့တော့ဒါ location ကိုပြောတာဖြစ်သွားပြီအဲ့တော့စိုက်နဲ့တွဲပေးရတော့မယ်ဟုတ်ပြီကျွန်တော်ကတော့ဝေါ်ပဲဒါဆိုရင်နေထိုင်တာကဘာလဲကျုနေထိုင်တာကိုပြောချင်တယ်ပြီးတော့မှ location ရဲ့အရှိမစိုက်ကိုထည့်ပေးရတဲ့အတွက်ကျုကြိုက်ရန်ကွမ်းကျွန်တော်ရန်ကုန်မှာနေပါတယ်ဝေါ်ကျုကြိုက်ရန်ကွမ်း差ဆုံးပြန်ပြောကြည့်မယ်ပေါ့နော်大家好我来介绍一下我自己我叫王我的生日是1月10号2006年我住在阳光ဟုတ်ပြီအိမ်မှာမိသားစု9ယောက်ရှိပါတယ်အဲ့တော့အိမ်မှာဆိုရင်ကိုအကြောင်းကိုပြောနေတဲ့အတွက်我家လို့ပြောမယ်家တစ်လုံးနဲ့မပြောဘူးပေါ့နော်我家ရှိတာက有我家有အိမ်မှာရှိပါတယ်9ယောက်မိသားစု9ယောက်ကိုဘယ်လိုပြောမလဲအဲ့တော့9ကတော့ဝူလို့ပြောမယ်ဟုတ်ပြီဝူကလို့မသုံးဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အိမ်မှာနေထိုင်တဲ့မိသားစုဝင်အကြောင်းကိုပြောရင်ခုံနဲ့သုံးတာအဲ့တော့ဝူခေါ်ရန်ဒီမှာခေါ်ရန်ဆိုတဲ့သဘောကမိသားစုကိုတွားပြီးတော့မှတက်ရောက်တယ်ပေါ့နော်အိမ်မှာမိသားစု9ယောက်ပေါ့အဲ့ဟာကိုပြောချင်တာပါနောက်ပြီးတော့အဖေအမေအကိုတယောက်ညီမလေးတယောက်နဲ့ကျွန်တော်ပါဒါကတော့ပုံမှန်ရန်ရိုးရှင်းတဲ့ဝါကြလေးပေါ့နော်ပပမာမရီကအကိုတယောက်ပြီးတော့ရီကမှိတ်ညီမလေးတယောက်ဟနှစ်ဝကျွန်တော်ပါဒါကတော့လွယ်ပါတယ်ကျွန်တော်ကအိမ်ရဲ့ဒုတိယမြောက်သားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဆိုတော့ကိုပြောမှာဆိုတော့ဝပြီးတော့ဖြစ်တဲ့အကြောင်းပြောမယ် verb ပါတယ်ဖြစ်ပါသည်ဆိုတော့是我是အိမ်ရဲ့ဆိုတာဘယ်လိုပြောမလဲအိမ်ရဲ့ဆိုတာဒီအိမ်ဘာပေါ့နော်ကြားတဲ့လို့ပြောလို့မရဘူးကြားလီတဲ့အိမ်ထဲမှာရှိတဲ့ဟာကိုပြောချင်တာအိမ်ရဲ့ကြားလီတဲ့ပြီးတော့ဒုတိယမြောက်သားဒါဆိုလို့ရှိရင်ဘယ်လိုပြောမလဲအဲ့တော့第二个ဒီမှာဆိုရင်第二个ဆိုပြီးတော့ပြောသလို第二个ဒုတိယမြောက်လို့ပြောတာဒီအတွဲလိုက်ကလေးပဲပေါ့နော်第二个ပြီးတော့မှ孩子ဆိုတာဒီမှာသားကိုပြောချင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟုတ်ပြီအဖေကစီးပွားရေးသမားဖြစ်ပါတယ်
အဲ့တော့အဖေကဘာလဲ爸爸ဖြစ်တဲ့အကြောင်းကိုပြောတယ်是ဖြစ်ပါတယ်爸爸အဖေကဘာလဲအဲ့တော့အဖေကဘာလဲဆိုတော့商人ဆိုတာ businessman ပြောတော့စီးပွားရေးလုပ်တဲ့သူစီးပွားရေးသမားဖြစ်ပါတယ်ဟုတ်ပြီ妹妹妈妈是妹妹ကတော့ဖြစ်ပါတယ်တဲ့家庭主妇ဆိုတာအိမ်ရှင်မကိုပြောတာပါအဲ့တော့ကို့အဖေမိကဘာလုပ်လဲလုပ်တဲ့အလုပ်လေးတွေကိုဒီမှာထည့်ပြီးတော့ရေးလိုက်လို့ရပါတယ်ထည့်ပြောလို့ရပါတယ်ဒါဆိုအစဆုံးလေးတစ်ခေါက်ပြောကြည့်မယ်ပေါ့နော်我家有5口人爸爸妈妈一个哥哥一个妹妹和我是家里的第2个孩子爸爸是商人妈妈是家庭主妇ဒီမှာကျွန်တော်ရဲ့ဝါသနာကတချင်းနာထောင်တာနဲ့ဘောလုံးကန်တာပါအဲ့တော့ဒီမှာအကြောင်းအရာနှစ်ခုကိုဟန်နဲ့ဆက်မှာဖြစ်တယ်ဟုတ်ပြီကျွန်တော်ရဲ့ဘာကိုပြောတာလဲဆိုကျွန်တော်ရဲ့ဝါသနာအကြောင်းကိုပြောတာဆိုကျွန်တော်ဝါသနာအဲ့တော့我的爱好ကျွန်တော်ရဲ့ဝါသနာကဒီမှာဖြစ်တဲ့အကြောင်းပြောချင်တာနောက်ဆုံးမှာဘောလုံးကန်တာပါတချင်းနာထောင်တာပါဆိုတဲ့ဖြစ်ချင်းကိုပြောချင်တာဆို是ဖြစ်ပါတယ်တဲ့အဲ့တော့ဒီမှာ verb နှလုံးလာတော့မယ်တချင်းကိုနားထောင်မယ်ဟုတ်ပြီအဲ့တော့是နဲ့听နဲ့ကိုတွဲမယ်是听နားထောင်ပါတယ်တဲ့တချင်းဆိုတာက音乐တချင်းကိုနားထောင်တယ်ဟပြီးတော့နောက်ထပ် verb ကဘာလာမှာလဲကန်မှာဘာကိုကန်ရမှာလဲဘောလုံးအကန်ခံရတဲ့ဘောလုံးအနောက်ကိုပြန်ရောက်သွားတယ်နော်ထီဆိုတာကန်ပါတယ်ကျူးချောက်ဆိုဘောလုံးကိုအဲ့တော့ကျွန်တော်ရဲ့ဝါသနာကတချင်းနားထောင်တာနဲ့ဘောလုံးကန်တာပါအဲ့တော့我的爱好是听音乐和踢足球ပြီးတော့အားလက်ချိန်ဆိုကျွန်တော်အမြဲတမ်းတငယ်ချင်းတွေနဲ့အတူတူဂိမ်းဆော့ပါတယ်အားလက်ချိန်ကဘာကိုပြောချင်တာနားတဲ့အချိန်ကိုပြောချင်တာ休息的时候အဲ့တော့အားတဲ့အချိန်က时候ဟုတ်ပြီအဲ့တော့ကျွန်တော်ကအမြဲတမ်းအဲ့တော့ကျွန်တော်ကတော့我经常ဒီမှာ经常နဲ့သုံးတာ强နဲ့လည်းသုံးတယ်အမြဲတမ်းအဲ့တော့我经常ပြီးတော့ဒီမှာတငယ်ချင်းတွေနဲ့အတူတူဒီမှာရှိတဲ့တငယ်ချင်းတွေနဲ့အတူဆိုတာဒါကgrammar pattern ပုံစံရှိရပေါ့နော်ကိန်းဆိုကိန်းရဲ့နောက်ပြီးအလယ်မှာ noun ထည့်ပြီးတော့ရည်ချီဆိုလို့ရှိရင်ဘာတွေနဲ့အတူတူဆိုပြီးတော့ပြောချင်တာမှာမိဘတွေနဲ့အတူတူဆိုရင်ကိန်း父母ရည်ချီအဲ့လိုပြောလို့ရတယ်ဟုတ်ပြီဒါဆိုကိန်းရဲ့အဓိပ္ပာယ်ဘယ်လိုမျိုးလဲဆိုတော့နဲ့လို့ပြောချင်တာဘာနဲ့လဲဖုံးရောက်တငယ်ချင်းနဲ့ဟုတ်ပြီရည်ချီဆိုအတူတကွတငယ်ချင်းနဲ့အတူတူပေါ့ဟုတ်ပြီနောက်ကစော့တာကဘာဆော့ခံရတာလဲဂိမ်းကဆော့ချင်းကိုခံရတာဖြစ်တဲ့ဂိမ်းကိုနောက်ဆုံးကိုပို့ပြီးတော့မှ verb ဖြစ်တဲ့ one ကိုအရှိကိုပို့ပါတယ် one 游戏ဆိုတာဂိမ်းကိုအဲ့တော့အားလက်ချိန်ဆိုကျွန်တော်အများနဲ့တငယ်ချင်းတွေနဲ့အတူတူဂိမ်းဆော့ပါတယ်ဆိုရင်休息的时候我经常跟朋友一起玩游戏အဲ့တော့အိမ်မှာခွေးလေးတစ်ကောင်ရှိပါတယ်အဲ့တော့အိမ်ဆိုရင်ဒီမှာကြားဟုတ်ပြီကြားလို့ပြောတာထက်ကိုရဲ့အိမ်ကြောင့်ကိုပြောတဲ့အတွက်ဝါကြားလို့ထည့်ပြောမယ်ဝါကြားရှိတဲ့အကြောင်းကိုပြောချင်တဲ့အတွက်ယုံရှိတာဘာကရှိခြင်းခံရတာလဲဆိုခွေးတစ်ကောင်အဲ့တော့ဟုတ်ပြီတရုတ်စာမှာဆိုရင်တဦးတစ်ယောက်တစ်ကောင်အဲ့လိုအရေးအတွက်ကိုအရင်ပြောပေးရပါတယ်အဲ့တော့တစ်ကောင်ကိုအရင်ပြောမှဖြစ်တဲ့အတွက်ရည်ကြီးဆိုတာဘယ်လိုလဲဆိုတော့တစ်ကောင်သူကနဲ့မသုံးဘူးတလိပ်စာမှာဆိုရင်အကောင်အရေအတွက်ကိုပြောခြင်း G နဲ့သုံးပါတယ်ဟုတ်ပြီခွေးတစ်လေးတစ်ကောင်ဆိုရင်小狗ဟုတ်ပြီအဲ့တော့我家有一只小狗အိမ်မှာခွေးတစ်လေးတစ်ကောင်ရှိတယ်ပြီးတော့နာမည်က Lucky လို့ခေါ်ပါတယ်ဟုတ်ပြီအဲဆိုနာမည်ကဘာကိုပြောမှာ名字ခေါ်တာကကြောက်နောက်ပြီးတော့မှဒီမှာ Lucky ကိုအင်္ဂလိပ်လိုပဲပြောပြထားပါတယ်နာမည်က Lucky လို့ခေါ်ပါတယ်名字ကြောက် Luckyသူအရန်ချစ်စရာကောင်းပါတယ်သူဆိုတော့ထားဒီမှာသုံးတဲ့ထားကတရိษံဒီမှာသုံးတဲ့ထားနဲ့အတူတူပဲเนาะဟုတ်ပြီဒီမှာကျတော့အရန်ပဲဆိုဟုတ်ပြီ很可爱ချစ်စရာကောင်းပါတယ်ဒါကသူ့ရဲ့ချစ်စရာကောင်းတာကိုဖော်ကျူးပေးတဲ့ဟန်ကိုပို့ပြီးတော့ချစ်စရာကောင်းစေတဲ့ဟာကိုထည့်လိုက်တာဟန်ကိုအလယ်မှာထည့်သုံးပြရတာ他很可爱ဟုတ်ပြီဒါဆိုရင်အစဆုံးတစ်ခေါက်ပြန်ဆိုကြည့်ကြမယ်我的爱好是听音乐和踢足球。休息的时候，我经常跟朋友一起玩游戏。我家有一只小狗，名字叫 Lucky，它很可爱。玩ဆိုတဲ့လူတယောက်ရဲ့အကြောင်းကိုဒါအကြံဖြင့်ပြောပြပေးသွားတယ်ပေါ့နော်။ကိုကတော့ကိုရဲ့ဒီမှာရှိတဲ့ကိုရဲ့ data တွေကိုဒီမှာထည့်ပြီးတော့ကိုတိုင်းပြန်ပြောကြည့်ပါပေါ့နော်။ဒါဆိုရင်တခြားထပ်ပြီးတော့ဖြည့်ခြင်းလို့ရှိရင်လည်းအခုပြောသွားတဲ့မြန်မာလိုတွေတရုတ်လိုရေးဆိုသလိုပဲမြန်မာလိုအရင်စဉ်းစားပြီးတော့မှဘာဆိုပြီးတော့ကိုယ့်ကိုထည့်ပြီးတော့လေ့ကျင့်ကြည့်ပါ။
သိချင်တာတွေထပ်ရှိသေးတယ်ဆိုရင်လည်း comment မှာရေးထားခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးပါနောက်ထပ်သင်ခန်းစာသစ်တွေကိုထပ်ပြီးတော့လေ့လာခြင်းဒီ channel လေးကို subscribe လုပ်သားပေးအောင်နော်